QF event မှာ4000ဝန်းကျင်လောက်နဲ့ draw 40ရအောင်ဘယ်လိုဖောက်အောင်မလဲဆိုတော့ပြပြပေးသွားပါမယ်။ event ကာလကတော့ January 30ရက်နေ့ကနေ March 9ရက်နေ့ထိအားလုံးပေါင်း39ရက်ကြာပါမယ်။ဘင်ကိုတစ်ခုတန်းမှုဆိုရင်အနည်းဆုံးအကြိမ်30ရာနေအများဆုံးအကြိမ်50ထိလှည့်ပေးရပါမယ်။အရင်ဆုံး January 31ရက်နေ့မှာ weekly bet တစ်ပတ်ကိုအရင်ထည့်ပေးရပါမယ်။ဒီနေရာမှာ diamond လက်ကျန်200လောက်ရှိနေသေးတယ်ဆိုရင်ထည့်စရာမလိုပါဘူး။ February 6ရက်နေ့မှာတော့ phase 1လာတာဖြစ်တဲ့အတွက် weekly bet 3ပတ်ကိုထည့်ပေးရပါမယ်။နောက်ပြီးအဲ့ဒီ February 6ရက်နေ့ကနေ9ရက်နေ့ထိ daily discount နဲ့တစ်ရက်ကိုတစ်ချိန်4ရက်လှည့်ပေးရပါမယ်။ပြီးတော့ရင်တော့ February 13ရက်နေ့ phase 2လာတဲ့ရက်မှာ weekly bet တစ်ပတ်နဲ့ diamond 258လုံးကိုထည့်ပေးပြီးတစ်ရက်ကိုတစ်ချိန်4ရက်လှည့်ပေးရပါမယ်။ဒါဆိုရင်တော့ draw 40ရပါပြီ။တကယ်လို့ win ကိုမတန်းသေးဘူးဆိုရင် February 18ရက်နေ့မှာ diamond 343လုံးထည့်ပေးပြီး weekly bet ရတဲ့ diamond တွေနဲ့အချိန်50ပြည့်ရဲ့အထိ discount နဲ့တစ်ချိန်စီလှည့်သွားပေးရပါမယ်။ဒါဆိုရင်တော့ KOS skin ကောင်ရပါပြီ။ဒီမှာရှင်းပြထားတဲ့ဇာတ်အပြည့်စုံကိုတော့ STU ရဲ့ Telegram channel မှာတင်ပေးထားပါတယ်။ comment နဲ့ TikTok bio မှာ Telegram channel ရဲ့ username ကိုထားပေးထားပါတယ်။နောက်ပြီး diamond တွေကိုဈေးနှုန်းထူးချွတ်သားစွာဝယ်ယူခြင်းပဲဖြစ်ဖြစ် mobile legend အကောင့်တွေရောင်းချင်ဝယ်ခြင်းပဲဖြစ်ဖြစ် STU ရဲ့ Telegram channel ကိုလာခဲ့လို့ရပါတယ်။